လူဘာသာစကားကိုနားလည်ပါသလားနားမကြားဘူးလားချေစွန်လားအမကမင်းကိုထွက်သွားဖို့ပြောတယ်ကျေးဇူးပြုပြီးနောက်တစ်ချိန်မှာကျွန်တော်တို့အိမ်ထဲဝေးဝေးနေပါညစ်ပတ်တဲ့ကုတ်တစ်ခုသူကတကယ်ပဲသူ့ကိုသူတောင်းစားခဲ့တင်ရှင်လို့ထင်နေတာလားမင်းမပါပဲငါညီမကတန်းကြွယ်တစ်ထေးတစ်ယောက်နဲ့လက်ထပ်ထားတော့မယ်ဒီမှာကိုအယူလုံးနေတာဘယ်သူလို့ထင်နေတာလဲညီမချင်းအတွက်ငါ့ကိုအပြစ်မတင်ပါနဲ့အရေးချင်းမရှိလို့ကိုအပြစ်တင်ပါလူတွေဟာမြင်မာတဲ့အဆင့်ကိုရောက်အောင်ကြိုးစားကြတယ်မစ္စတာဆန်ကကျွန်တော်ညီလက်ထပ်ပြီးတာနဲ့တန်ကားတစ်စီဝယ်ပေးမယ်လို့ကတိပေးခဲ့တယ်ဗီလာတစ်လုံးဝယ်တာကောရွှမ်3တန်းတန်မင်္ဂလာအိမ်ကောင်းမွန်တဲ့ကျောင်းခရိုင်တော့မဟုတ်ပါဘူးကနဦးငွေကိုချေးယူတင်ပါတယ်ပတ်စံမရှိရင်လှပတဲ့မိမနဲ့မလက်ထပ်ပါနဲ့ဖေအားကြီးသူတို့ကအဲ့ဒီနေ့မှာပဲသူတို့သမီးကိုလေးလံတင်ရောင်းချတဲ့ကုန်ပစ္စည်းတစ်ခုလိုဆက်ဆံခဲ့ကြတယ်စုမိသားစုမှာရှက်စိတ်မရှိဘူးလားဘလို့ရှက်တတ်တဲ့စိတ်မျိုးရှိလဲအဲ့ဒါက10တန်းပါကြည့်ပါဦးသူတို့သားရဲ့မျက်နှာကအစိမ်းရောင်ပြောင်းသွားပြီပညီမြချင်းမင်းကကိုရေးရုံပဲရှိတဲ့အတုံးမကျတဲ့တနာစရာ program မှာပဲ10တန်းမင်းဘဝရဲ့တပြားတစ်ချက်မှမကြံအောင်ချွေးတာနိုင်ပေမဲ့သပင်တစ်ချောင်းမှမရှာနိုင်ဘူးမစ္စတာဆန်ရဲ့ရိုးရိုက်စကားကအပြင်ဘက်မှာရှိတယ်မင်း15တန်းမရနိုင်ရင်ဒီကနေထွက်သွားငါညီမချမ်းသာတဲ့မိသားစုနဲ့လက်ထက်တာကိုမတားဆီးပါနဲ့ဒါကလူဖွဲ့စည်းရဲ့အခြေခံယုတ်တိပေးတာပါဒါကဈေးဝယ်စင်တာရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လက်တွေ့ဘဝပါပဲပတ်စံမရှိရင်တခြားလူတွေလိုချုံမောလှပတဲ့မိမတယောက်နဲ့လက်ထပ်ဖို့မကြိုးစားနဲ့ယနေ့တွင်ဟိုတယ်တွင်အဆင့်မြင့်စပွဲတရားရှိသည်ကျွန်တော်ချင်းကခမားစားတာဝန်ယူပါမယ်နောက်မှအပြင်ထွက်ရင်စိတ်မဆိုးဘူးဆိုရင်အဓိကတကားမှာကြံနေတဲ့အစားအစာတွေကိုစားနိုင်ပါတယ်ဟာကောင်းတယ်ဘလောက်တောင်ကျေးဇူးမသိတတ်တဲ့လူယုံမာတွေလဲပတ်စံကိုမတ်မောတဲ့လူယုံမာတစုမင်းကငါ့ကိုအရေးချင်းရှိတဲ့သူလို့ထင်နေလို့စိတ်ကြိုက်ချင်လဲနိုင်တဲ့အယူတယောက်အိမ်တော်ရေးကိုလေလံပွဲတစ်ခုလိုသဘောထားခြင်းဒါဆိုရင်ငါအိမ်တော်မပြုတော့ဘူးမင်းဟာငါပေးတဲ့ယူသားမှုနဲ့မထိုက်တန်ဘူးစုကင်းလိုက်ကြောရုပ်စုပဲကင်း9000ပါစာချုပ်ကိုဖျက်လိုက်ကလေးကဒီကိစ္စကိုတရားဝင်ကြိုက်တွေ့ကြည့်ရအောင်ငါနဲ့သက်ဆိုင်တဲ့အရာတွေတနာရီတွင်မင်းရဲ့မိသားစုတစ်ခုလုံးကိုအရင်နဲ့အတူပြန်ပေးစေချင်တယ်ဆုံးရှုံးသွားတဲ့လူငယ်အတွက်ရောကြီးကြောင်းငါ့ကိုမပြောနဲ့အရင်ဆုံးအရင်ကယူထားတဲ့ယွမ်900သူညအာမခံထားတဲ့လက်ထက်လက်ဖွဲ့ငွေကိုပြန်ပေးပါတပြားတစ်ချက်မှငါစီပြန်ပေးပါသူတို့သမီးစေးပြန်မရချင်ရင်အိမ်မက်နေတာငါအိတ်ကထဲမှာရှိပြီးသားပတ်စံကိုပြန်ပေးစေချင်လားအဲ့ဒီယွမ်900သူညကိုကျွန်တော်သားကိုပေးပြီးပါပြီမနေ့ကလောင်းကစားအကျွေးတွေဆက်ပြီးပါပြီဒါအပြင်ကျမရဲ့သမီးကခမည်းနဲ့အတူ3နှစ်ရှိပြီမင်းရဲ့ငယ်ရွယ်မှုဆုံးရှုံးမှုအတွက်သူတို့ကမင်းကိုငွေမကောက်ခံဘူးဆိုတာလုံလောက်ပါပြီတပြားတစ်ချက်မှမရှိဘူးကျွန်တော်တို့အတွက်ဘာလုပ်ပေးနိုင်မလဲစင်ရသားတယောက်ကတရားစွဲဆိုနိုင်လိမ့်မယ်လို့မင်းထင်လားမစ္စတာဆန်ကသူ့လက်ချောင်းတစ်ချက်လှုပ်ယုံနဲ့မင်းကိုချေမှုန်းနိုင်တယ်ဒီမှာကိုအရှက်မခွဲပါနဲ့သူကငါ့ကိုချစ်တယ်လို့ပြောနေကြသူကနေ့တိုင်း900သူညရဖို့ပြောနေတယ်သူကအရန်သိနှုတ်ပြီးအရေးချင်းမရှိတာပဲမစ္စတာဆန်ဒီတနာစရာလူကိုလစ်လူရှုလိုက်ရအောင်ဒီကိုရောက်ခံနေပြီဆိုပေမဲ့ကျွန်တော်တို့ရဲ့ရာစုနှစ်ရဲ့မင်္ဂလာပွဲကိုဆက်လုပ်သွားပါမယ်သူ့ကိုတင်နေတဲ့ခွေးတစ်ကောင်လိုကြီးခွင့်ပေးလိုက်ပါအရန်ကောင်းတယ်ဒီနေ့မင်းတို့ပြောခဲ့တဲ့စကားတိုင်းကိုငါမှတ်မိနေမှာပါပြီးတော့အခုမင်းရဲ့မာနထောင်သွားတဲ့မျက်နှာတွေကိုသတိရပါနောက်မှမင်းဒီလောက်ကြဲကြဲရဲ့နိုင်ဦးမယ်လို့ငါမျှော်လင့်တယ်ကျေးဇူးပြုပြီးဒူးထောက်ပြီးမတောင်းပန်ပါနဲ့ဟာအိုးငါသမီးကအရန်ကန်ကောင်းတယ်လို့ပြောရမယ်အဲ့ဒီညီမချင်းကဘာကိုတွက်ချက်တယ်လဲကောင်းပါလေကျွန်တော်တို့ရဲ့ Belkin ရဲ့မဲဆွဲတဲ့ဝယ်ဖို့အစီအစဉ်နှောင့်နှေးလူနေပါပဲကျွန်တော်တို့ရဲ့လက်ရှိအထွေထွေမန်နေဂျာဆိုင်ကိုကြည့်လိုက်ပါဦးသူက10တန်းလှုပ်ရှားမှုတစ်ခုလုပ်ခဲ့တယ်အဲ့ဒါကိုပဲတကယ်အထက်တန်းစားမိသားစုလို့ခေါ်တာကန်တရားဆိုတာအဲ့ဒါပါပဲစင်ရသားတယောက်ရဲ့ကံကြမ္မာဟာသူတို့ဘယ်တော့မှကြော်လွှားလို့မရတဲ့အရာပါကျမရဲ့အမနဲ့အမေဟာကြီးမားတဲ့အရာတစ်ခုကိုပြည့်မြောက်အောင်မြင်ခဲ့ပါပြီတယောက်ကလိမ့်လေကျိန်ဆိုခိုင်းလိုက်တယ်ကျမညီမရဲ့လက်မှတ်နဲ့မှတ်ပုံတင်ကတ်ကိုအသုံးပြုပြီးသူကဖန်ချန်ရင်ကသူ့ပတ်စံအားလုံးနဲ့ဝယ်ခဲ့တဲ့အစုံကိုအစားထိုးဖို့ညာရင်းချင်းအလုပ်လုပ်ခဲ့တယ်အင်ဂျီ3တန်းအင်ချန်မီကိုကျွန်တော်နာမည်နဲ့စူပောက်ခင်ကိုဓာတ်ရိုက်လွှဲပြောင်းပေးခဲ့ပါတယ်ဒါကတိတ်မကောင်းဘူးပောက်ခင်အင်ကကုန်ကြစီအားလုံးကုန်ကြခဲ့တာကနောက်ဆုံးတော့ပါသူကိုယ်တိုင်ပင်ပြုပြင်မွမ်းမံမှုများအတွက်ငွေပေးချေခဲ့သည်ကျွန်တော်တို့ကအတင်းကျပ်သိမ်းယူလိုက်ရင်သူမင်းစဝေစဝါဖြစ်နေရင်ဘယ်လိုလုပ်မလဲအခုမင်းကတန်းကြွယ်တထေးစနီးတယောက်ဖြစ်နေပြီဘာလို့သူတို့က3တန်းတန်နဲ့ပျက်စီးယွင်းနေတဲ့အိမ်ကိုဂရုစိုက်ရမှာလဲမင်းကိုပေးတာကဘာမှလို့လဲအဲ့ဒီတနာစရာကောင်ဖန်ရှင်ကဘာပြဿနာရှာနိုင်မှာလဲသူ့မှာရှိနေငါဖို့တော့မတက်နိုင်ဘူးပေါင်ချမ်းမနှက်ပြန်အိမ်ချမ်းမြေအကျိုးဆောင်တယောက်ကိုရှာပြီးအိမ်ကိုဈေးနည်းနည်းနဲ့ရောင်းဖို့စည်ရင်သွင်းလိုက်မယ်အားကစားကားဝယ်ဖို့ပတ်စံပေးမယ်ဟာကျမရဲ့စင်းရဲတဲ့ညီမကဒီနေ့ဝမ်ဟွမ်ကချမ်းသာတဲ့မိသားစုနဲ့လက်ထပ်သွားပြီမင်းအတွက်သတင်းကောင်းရှိတယ်မင်းရဲ့ယွမ်3တန်းတန်မင်္ဂလာအိမ်အခုတော့ငါပိုင်မဲ့တခင်လေးတင်စိတ်ဆိုးနေလားအခုကစပြီးငါ့ကိုတွေ့တဲ့အခါတူးထောက်ပြီးငါပတ်လည်းမှာရှောက်သွားဖို့မမေ့နဲ့သူကငါပတ်စံကိုခိုးယူပြီးငါအိမ်ကိုသိမ်းပိုက်ထားတဲ့အခုငါ့ကိုတူးထောက်ခိုင်းနေတာလားစုမိသားစုမင်းကတကယ်ကိုမင်းရဲ့ပျက်စီးခြင်းလမ်းကြောင်းပေါ်ရောက်နေပြီသူကလီဗာကိုတောင်နင်းလိုက်တယ်ခင်ဗျားတို့ကကစားရတာကိုအရန်ကြိုက်တဲ့အတွက်ဒီဂိမ်းကိုမင်းတို့နဲ့ငါအကြီးကျယ်ကစားမယ်တခင်လေးမင်းကလူတဘာဝကိုစမ်းတက်နေတာသူဒီ3နှစ်ကြာပုံအောင်ရင်ဒုက္ခခံစားခဲ့ရသည်အခုတော့တထေးကအရာအလုံးကိုတည်သွားပြီဒေါ်လာထရီလီယံနဲ့ချီတဲ့ချမ်းသာကြွယ်ဝမှုအစဉ်သစ်ဖြစ်နေပါပြီအဖွဲ့ဤကမ္ဘာလုံးဆိုင်ရာဥပဒေအဖွဲ့တစ်ခုလုံးရောက်ရှိနေပါသည်တခင်လေးကျေးဇူးပြုပြီးကျွန်တော်တို့ရဲ့ရန်သူတွေကိုဖယ်ရှားပေးဖို့အမိန့်ပေးပါသူတို့ရဲ့တွေးကြွေးတွေကိုပေးဆက်ခိုင်းပါစုချင်းမင်းကအိမ်ကိုခိုးတယ်လို့ထင်နေတာလားငါရဲ့စစ်ဆက်ပွဲလက်ဆောင်တွေကိုမျိုးချလိုက်တယ်ဒါဆိုရင်ချမ်းသာတဲ့မိသားစုဝင်တယောက်အနေနဲ့စိတ်အေးလက်အေးနဲ့စိုးရိမ်ပူပန်မှုကင်းတဲ့ဘဝကိုတင်နေထိုင်နိုင်ပါတယ်ချမ်းသာတဲ့အမျိုးသမီးတွေမင်းရဲ့ခွေးမျက်လုံးတွေကိုဖွင့်ပြီးရှင်းရှင်းလင်းလင်းမြင်စမ်းပါဒီကိန်းကအခုမှစတင်ရုံပဲရှိပါသေးတယ်မိမိကျမတခုခုကိုမြင်နေရလားအဲ့ဒါကအပြည့်အဝပေးချေဖို့တန်းရပေါင်းများစွာကုန်ကြတဲ့ Rolls Royce Night မဟုတ်ပါဘူးရင်းနောက်ွယ်ရှိကြီးမားသောကတန်းစီခြင်း
ဘာလို့သူတို့အားလုံးကညီမျှချင်းတွေကိုအားကိုးတဲ့တနာစရာကောင်းတွေရှိမှပိတ်မိနေကြတာလဲဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲခန့်ချမ်းကတနာစရာကောင်းပြီးတွေးဆနေတဲ့လျှက်စစ်မြင်းတစ်ကောင်ပဲမဟုတ်ဘူးလားပြီးခဲ့တဲ့3နှစ်အတွင်းမှာစုမိသားစုကိုအခွင့်အရေးတွေမရေမတွက်နိုင်အောင်ပေးခဲ့တယ်ဒါပေမဲ့သူတို့ကသူတို့ရဲ့ကိုယ်ပိုင်ပျက်စီးမှုကိုယူဆောင်လာဖို့ရွေးချယ်ခဲ့ကြတယ်စာချုပ်နဲ့ပိုင်ဆိုင်မှုရှင်းလင်းရေးပြင်ဆင်မှုတွေဘယ်လိုဖြစ်နေလဲလူငယ်တခင်ရဲ့တက်တဲ့ကွင်းဆက်ကိုလုံးဝပိတ်လိုက်ပါပြီစုမိသားစုကမင်္ဂလာနေ့မှာစစ်ဆက်ပွဲကိုမကောင်းဆိုးဝါးနည်းနဲ့ဖျက်သိမ်းလိုက်တယ်ရွှန်900တူညတန်လက်ထက်လက်ဖွဲ့ငွေအများပြားပေးဆောင်ရန်တန်တရားရှိခံရပို့ပြီးတော့သူတို့ဟာလက်မှတ်အတုလုပ်တယ်လို့တန်တရားရှိကြပါတယ်တင်းရဲ့တရားမဝင်လွှဲပြောင်းမှုငွေကြေးဖြင့်အပြည့်အဝဝယ်ယူထားသောအိမ်တော်ရေးပိုင်ဆိုင်မှု၏တန်ဖိုးမှာပေါင်3တန်းဖြစ်သည်တခုံးပဲပြောပါကျွန်တော်သူတို့ကိုတနားရီလောက်အချိန်ပေးခဲ့တယ်အရင်နဲ့အတိုးအားလုံးကိုပြန်ပေးပါထောင်ဒဏ်တက်အဖွဲ့ရဲ့အရင်မြစ်တွေကိုအပြည့်အဝအသုံးချတာကောင်းပါတယ်အမြင့်ဆုံးအဆင့်ဥပဒေရေးရာရှင်းလင်းဖြတ်သိမ်းမှုကိုစတင်ပါသူတို့ကိုအောင်မြင်ဆုံးအချိန်မှာရှိနေစေချင်တယ်မင်းတကယ်ဘာလဲဆိုတာရှင်းရှင်းလင်းလင်းမြင်ပါတရားရုံး၏အကောင့်ထဲပေါ်ရေးထားတာတို့အကြောင်းကြားပါချက်ချင်းကကိုပေးပါရက်ကွက်ကိုစစ်ဆေးခဲ့တဲ့အိမ်တခင်လေးရဲ့တန့်စင်မှုမှာပထမခြေလှမ်းကချက်ချင်းစတင်ပါတယ်ရွှန်3တန်းတန်မြစ်ရှုခင်းပါတိုက်ခန်းတခန်းဒီနေ့2တန်းရောင်းပြီးပါပြီကုတ်ရေးတဲ့အမွေးစိမ့်ရောင်လေးသူအခုမြေအောက်ခန်းထဲမှာငိုပြီးပုံနေလောက်ပြီးဒီအိမ်ကိုအခုကျွန်တော်စုပေါင်ချန်ပိုင်ဖြစ်ပြီးငယ်ရွယ်သောဆရာစုကလျင်မြန်စွာစကားပြောသည်လွှဲပြောင်းရေးစာရွက်စာတမ်းတွေကိုကျွန်တော်တို့စစ်ဆေးပြီးပါပြီပြဿနာမရှိပါဘူး2တန်းအပြည့်ပေးချေပြီးပါပြီဒီစာချုပ်ကိုချုပ်ဆိုပြီးတဲ့အထိရန်ပုံငွေများချက်ချင်းရောက်ရှိလာမည်ငွေမြန်မြန်လက်မှတ်ထိုးပါဒီငွေကိုယူလိုက်ပါဒီညမဲဆိုရတဲ့တစည်းဝင်မလို့အိုးမင်းတို့ကဘသူတွေလဲကျူးကျော်ဝင်ရောက်ခြင်းယုံကြည်ယုံမယုံကြည်နေရဲကိုခေါ်ပြီးဖမ်းခိုင်းလိုက်မယ်စုပေါင်ချန်မင်းကအိမ်ကိုတောင်ရောင်းရဲတယ်လားဘသူကမင်းကိုတက်တိတွေပေးခဲ့တာလဲဖမ်းချန်မင်းသူတောင်းစားကောင်မင်းအသက်ရှင်နေသေးတယ်အိမ်ကိုအမနာမင်းနဲ့မှတ်ပုံတင်ထားပါတယ်ယခုအခါပိုင်ဆိုင်မှုကိုကျွန်ုပ်ထံတရားဝင်လွှဲပြောင်းပေးခဲ့ပါသည်ဟန်ဆောင်လာရက်ပြီးဒီကနေထွက်သွားတော့မစ္စတာဆူဘယ်ကင်ကျွန်တော်ကျမက Feng Shui Group ရဲ့အကြီးတန်းဥပဒေအကြံပေးပါစာချုပ်ဥပဒေနဲ့ရာဇတူညံမှုဥပဒေပါသက်ဆိုင်ရာပြဋ္ဌာန်းချက်များအရဒီအိမ်ချမ်းမြေကကျွန်တော်တို့ရဲ့ဖောက်ပြီး Feng Cheng ပိုင်ဆိုင်တဲ့အိမ်ချမ်းမြေပါမစ္စတာကလုံးဝဝယ်လိုက်တယ်နှစ်လျှက်စစ်ပြုပြင်မှုမှန်ခြင်းမင်းရဲ့မင်္ဂလာနေ့မှာမင်းရဲ့စစ်ဆက်ပွဲကိုတမင်တကာဖျက်သိမ်းလိုက်တယ်သူတို့ဒီလက်မှတ်အတူများပြုလုပ်ရန်အတွက်လည်းကြားခံများနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ငွေကြေးအမြောက်များကိုတရားမဝင်လွှဲပြောင်းပေးခဲ့သည်ဟုတန်တရားရှိခြင်းဤဒီမှာပြင်းထန်သောရာဇဝတ်မှုဆိုင်ရာလိမ်လည်မှုနဲ့ကျင့်ဝတ်နှင့်မညီသောအပြုအမူတစ်ခုဖြစ်သည်ငါ့ကိုကြောက်အောင်မလုပ်စမ်းပါနဲ့ကျမရဲ့ညီမနဲ့သူနဲ့ကတရားဝင်လက်ထပ်ထားတာမဟုတ်ဘူးဒီအိမ်ကငါတို့အိမ်ပဲဆိုဘယ်ခင်မင်းရဲ့တန်တရားကိုအခြေခံပြီးသူတစ်ပါး၏ပိုင်ဆိုင်မှုကိုမကောင်းသောအကြံဖြင့်လွှဲပြောင်းခြင်းနှင့်ရာဇတူညံမှုဆိုင်ရာလိမ်လည်မှုမူရင်းကတိတစ္ဆာယခုအခါအဆိုပါပိုင်ဆိုင်မှုကိုဥပဒေနှင့်အညီအတင်းကျပ်သိမ်းဆည်းလျက်ရှိသည်အွန်လိုင်းလီလံပွဲအားလုံးကိုတရားရုံးကဆောင်ရွက်ရန်အမိန့်ပေးခဲ့သည်ဘေးမှာရက်ကြည့်နေသူအားလုံးချက်ချင်းထွက်ခွာတင်သည်ရွှန်နှစ်တန်တန်တိုင်ကားပိုင်ဆိုင်မှုကျွန်တော်ရဲ့အိမ်မက်ပျက်စီးသွားပါပြီဘယ်လိုခံစားရလဲဒါကအစားပြေတစ်ခုပဲပြန်သွားပြီးစုကျင်တဲ့မာကွန်ဟွာကိုပြောပါလေဘင်းကိုတန်ရှင်းအောင်စေးကြောပြီးထောင်ထဲသွားဖို့ပြင်ဆင်ပါမစ္စတာဆန်ကျွန်တော်အကူကသူ့အိမ်ကိုရောင်းပြီးရင်ကားကိုလာယူလို့ရတယ်သဘောတူထားတဲ့လက်ထက်ကြီး30တန်းဘန်မှာငွေပဲတော့လွှဲမှာလဲဂျင်းဒဟက်မင်းကအလုပ်ထုတ်ခံရတဲ့လုံခြုံရေးအဆောင်ပဲချမ်းသာတဲ့လူဟန်ဆောင်မှုကျွန်တော်တို့စီက30တန်းကြီးရဲ့လားလက်ရှိမီလာအုပ်စုကိုလုံးဝပိတ်ထားသည်မင်းကိုတတ်ပြစ်မယ်အတုံးလုံးများတဲ့ချင်းငွေကိုဒီနေ့ပြန်မဆက်နိုင်ရင်မင်းရဲ့မိသားစုတစ်ခုလုံးရဲ့ခြေထောက်တွေကိုငါဖျက်ပစ်မယ်မစ္စတာကောင်ကျွန်တော်ကိုရက်အနေငယ်ထပ်ခွင့်ပြုပါရန်တောင်းပန်ပါတယ်အဲ့ဒီရွမ်30တန်းကိုအတိုးမဲ့ချင်းငွေတွေနဲ့ကျွန်တော်တေချာပေါက်ပြန်ဆက်ပါမယ်ငါခြေထောက်တွေကိုမကြည့်နဲ့ငါခြေထောက်တွေကိုမကြည့်နဲ့ကျွန်တော်ရဲ့ကောင်းမွန်တဲ့တာမတ်ကအကြီးအကျယ်ဒုက္ခရောက်နေပါပြီအဲ့ဒီမရှင်းမလင်းညီမျှခြင်းသူတို့ဘယ်လိုထူးထူးဆန်းဆန်းနီးလန်းတွေတုံးခဲ့လဲဆိုတာကျွန်တော်မသိဘူးသူတို့ကကျွန်တော်တို့ရဲ့မင်္ဂလာဆောင်အိမ်ကိုအတင်းအကျပ်သိမ်းယူခဲ့ပြီးအဲ့ဒီအိမ်ကိုရွမ်3တန်းကျော်တန်ကြေးရှိပါတယ်ကျေးဇူးပြုပြီးခမရဲ့ငွေသား30တန်းကိုအသုံးပြုပြီးကျွန်တော်တို့ကိုကူညီပေးကြပါမေဖုန်းမဆက်ပါနဲ့မစ္စတာဆန်သူတို့ဖုန်းထဲမှာပြောခဲ့တဲ့အနက်ဆိုတဲ့လုံခြုံရေးအဆောင်ကိုအလုပ်ထုတ်လိုက်တယ်အတိုးနှုန်းမြင့်30တန်းချင်းငွေကပါလဲမင်းကတန်းကျွဲတတိကြောင်ပြီးတွေးပိုင်ရှင်မဟုတ်ဘူးလားစုကင်အမှန်တရားကိုသိချင်ပါသလားပြီးရင်ဒီအရေးပြားကိုငါကိုယ်တိုင်ခွာလိုက်မယ်ချိန်ဒက်ဖာကိုပြပါရစေလွန်ခဲ့သော3လကခိုးယူမှုကြောင့်ကျွန်ုပ်တို့ကုမ္ပဏီပစ္စည်းကိရိယာဌာနမှအလုပ်ထုတ်ခံခဲ့ရသောလုံခြုံရေးအဆောင်ခောက်ဆွဲအေးပြုလုပ်ရန်သူကမင်းရဲ့ရှူမီသားစုကိုတင်ပိုက်ဖို့သူ့ပတ်စံအားလုံးကိုအတိုးနှုန်းမြင့်မားစွာနဲ့ချေးယူခဲ့တာမင်းကတန်းကျွဲတတိသားမတ်မီတာပေါင်ကိုရွှေရောင်လူပြိုကြီးလိုဆက်ဆံနေတာသူကအတုံးမကျတဲ့တခိုးတယောက်ပါကြွတ်ထက်တောင်ပိုဆိုးတယ်လုံခြုံရေးအဆောင်သူဟာပတ်စံမရှိတဲ့လူတယောက်ပါအမကြီးဒီကောင်းပြောင်တဲ့ကောင်ကကျမတို့ကိုလှည့်စားလိုက်ပြီးမင်းကျိန်စာတိုက်ထားတဲ့ကျစ်ဆံမီမင်းကငါအိမ်မက်ရဲ့ဒုတိယပိုင်းကိုပြန်ပေးတယ်မင်းရဲ့အနာဂတ်ကိုငါ့ကိုပေးတယ်မင်းအောက်တန်းစားအမြောက်သမားအနံ့ဆိုးထွက်နေတဲ့အဖွားအိုမင်းရဲ့ရွမ်3တန်းတန်မင်္ဂလာအိမ်မရှိရင်ငါဘသူကအတိုးနှုန်းမြင့်မားစွာနဲ့ငွေချေးပြီးခမားနဲ့လက်ထပ်ခဲ့တာလဲအခုတော့အိမ်ကပျောက်သွားပြီငါ့ကိုငွေချေးသူတွေလက်ချက်နဲ့တက်ပစ်တော့မယ်ရှုံးရင်ပတ်စံရလိမ့်မယ်ငါနဲ့အတူမင်းတို့အားလုံးကိုငရဲကိုဆွဲခေါ်သွားမယ် it is subtle shift down ဂျင်းကဘောရဲ့စိတ်ဝင်စားမှုဒီနေ့ငွေသားတန်း20မရနိုင်ဘူးအာမခံအတွက်ပူးတွဲတာဝန်ရှိသောမိသားစုဝင်3ဦးလည်းဖြစ်ပါသည်လက်တွေလှုပ်ရှားဖို့တော့မစင်စားနဲ့ပထမဆုံးအနေနဲ့ကျမရဲ့အမေနဲ့ညီမကိုခြေထောက်တစ်ဖက်ထဲနဲ့ကဲတင်ခဲ့တဲ့ဒီကလေးကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ငါမသိချင်ဘူး။အိုငါခြေထောက်တွေမေမေနဲ့အမငါကိုကဲပါဦး။အိမ်ကတကယ်ကိုတင်းခံလိုက်ရပြီ။ငါမင်းကိုမလိမ်ခဲ့ဘူး။မင်းလိမ်နေတာမဟုတ်ဘူး။ငါအဖေကမင်းညီမနဲ့လက်ထပ်ဖို့ဒါကိုလုပ်ခဲ့တာ။သူကအတိုးနှုန်းမြင့်ချေးငွေရွမ်20တန်းချေးယူခဲ့တယ်
သူတို့ဟာအဲ့ဒီယွမ်3 တန်းတန်အိမ်ကိုအကျွေးတွေဆက်ဖို့အသုံးပြုဖို့မျှော်လင့်နေကြတာပါယခုခါအိမ်ကိုဖန်ချန်အုပ်စုမှတိတ်ယူလိုက်ပြီဖြစ်သည်မင်းကငါ့ကိုတေးစေချင်နေတာလားမင်းရဲ့မိသားစုတစ်ခုလုံးကိုငါရင်တက်မယ်ကိုနဲ့အတူလိုက်ခဲ့ပါသူ့အသက်ကိုချမ်းသာပေးတာငါတို့နဲ့မဆိုင်ဘူးဒါတွေအားလုံးကတော်တဲ့ကိုလှုပ်ပေးလိုက်တဲ့စင်ရဲသားကြောင့်ပါသူ့ကိုတွားရှာပါအတိတ်ပဲမရှိတဲ့စကားတွေပြောနေတာရက်လိုက်ပါရှိန်ကောင်းပြောင်ကဒီညပတ်စံတွေ့မှာမဟုတ်ဘူးအမခံသူနှစ်ဦးအနှံ့မြည်သူများအသက်ရှင်နေမဟုတ်ပါငါ့ကိုရှာပါအဲ့ဒါကျွန်တော်ဟာပါရှိန်တဲဘောမင်းညစ်ပတ်တဲ့လူယုံမှာငါပစ္စည်းတွေကိုခိုးယူဖို့မင်းမှာဘာခွင့်ရရှိလို့လဲပါစက်ပိတ်ထားစမ်းအနံ့ဆိုးတဲ့မိမဒီအမူအရာတွေကျွန်တော်ကျမအတိုးနှုံမြင့်တဲ့ချင်းငွေတွေနဲ့အားလုံးကိုဝယ်ယူခဲ့ပါတယ်မစ္စတာကာအိုအတိုးကိုကမိအောင်ဒါတွေကိုအရင်ယူပါဒီအမေနဲ့သမီးမှာပုံများတာတေးချတယ်